လေးစားပါသောနာယကကြီးခင်ဗျာ2020ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာကျင်းပခဲ့တဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲဟာနိုင်ငံတကာစံနှုန်းများအရလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်ခဲ့တယ်ဆိုတာကိုပြည်တွင်းပြည်ပမှရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များရဲ့အစီရင်ခံစာများအရသိနိုင်ပါတယ်။ဒါ့အပြင်ရွေးကောက်ပွဲရလဒ်များကိုလည်းနိုင်ငံတကာနဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ကအတိအမှတ်ပြုမှုများထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။နိုင်ငံတော်မှာပြည်သူသာအမိပြည်သူသာအဖဖြစ်တဲ့အတွက်ပြည်သူမဆိုပြည်သူဆန္ဒကိုလေးစားရပါမယ်။ပြည်သူနဲ့အတူဖြစ်ရပါမယ်။ပြည်သူဆန္ဒကိုအလေးမထားကြပဲမလုပ်ရဲတာဘာမှမရှိဘူးလို့ကြွေးကြော်ခဲ့တဲ့အကြမ်းဖက်စစ်အုပ်စုဟာစစ်အာဏာရှင်စနစ်ပြန်လည်ထွန်းကားရေးအတွက်ကြိုးစားနေကြခြင်းဖြစ်ပါတယ်။လေးစားပါသောနာယကကြီးခင်ဗျာရွေးကောက်ပွဲတစ်ခုကျင်းပချိန်တိုင်းမှာကျင်းပပြီးပြီဆိုရင်ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုတွေမဲမတမာမှုတွေနဲ့ပတ်သက်လို့ကန့်ကွက်တာတွေတိုင်ကြားတာတွေရှိလာတဲ့အခါပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကသာရွေးကောက်ပွဲဥပဒေများနဲ့အညီဆောင်ရွက်ရန်တာဝန်ရှိပါတယ်။တာဝန်မရှိတဲ့စစ်အုပ်စုက2020ရွေးကောက်ပွဲဟာမဲမတမာမှုရှိခဲ့တဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ဒီစဲရွေးကောက်ခံအစိုးရထံမှမတရားသဖြင့်အာဏာသိမ်းယူခဲ့တဲ့အပြင်နိုင်ငံတော်သမ္မတဦးဝင်းမြင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်အစိုးရအဖွဲ့ဝင်ပုဂ္ဂိုလ်များစွာကိုမတရားဖမ်းဆီးထိန်းသိမ်းခဲ့ကြပါတယ်။အဆိုပါအကြမ်းဖက်စစ်အုပ်စုရဲ့အာဏာသိမ်းယူမှုဟာမြန်မာနိုင်ငံမှာဒီမိုကရေစီစနစ်ဖြစ်ထွန်းပေါ်ပေါက်လာရေးကိုဟန်တားဖြစ်စေပြီးတော့ပြည်တွင်းငြိမ်းချမ်းမှုဒေသတွင်းငြိမ်းချမ်းမှုတို့ကိုစိုးဝါးစွာထိခိုက်ပြပြားစေနိုင်ကြောင်းကိုကုလသမဂ္ဂနဲ့နိုင်ငံတကာရဲ့သဘောထားများမှာအတိအလင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။လေးစားပါသောနာယကကြီးခင်ဗျာအကြမ်းဖက်စစ်အုပ်စုဟာရွေးကောက်ပွဲဆိုင်ရာပြဿနာများကိုရွေးကောက်ပွဲဥပဒေများဖြင့်၎င်းနိုင်ငံရေးဆိုင်ရာပြဿနာများကိုနိုင်ငံရေးနည်းဖြင့်၎င်းဖြေရှင်းခြင်းမပြုကြဘဲအာဏာသိမ်းယူခြင်းမတရားဖမ်းဆီးထိန်းသိမ်းခြင်းများနှင့်စတင်ရုပ်မာမှုပြုခဲ့ကြပါတယ်။အကြမ်းဖက်စစ်အုပ်စုရဲ့မတရားတဲ့လုပ်ရက်တွေအပေါ်ကျေနပ်မှုမရှိတဲ့အတွက်ငြိမ်းချမ်းစွာဆန္ဒပြလာကြတဲ့ပြည်သူတွေကိုလည်းစစ်အုပ်စုကအကြမ်းဖက်ဖမ်းဆီးပစ်ခတ်တပ်ဖြတ်ခဲ့ခြင်းများဖြင့်စတင်ခဲ့ရမှာရွာလုံးကျွတ်မိရှို့တပ်ဖြတ်ခြင်းပစ္စည်းများလူရဲခြင်းအဓမ္မပြုကျင့်ခြင်းစစ်ရေးပြစ်မှတ်မဟုတ်တဲ့အရတားပြည်သူများနဲ့စစ်ဘေးရှောင်စခန်းများကိုရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားတိုက်ခိုက်ခြင်းများအထိလှုပ်ဆောင်လာတာတွေကိုတွေ့နေရပါတယ်။ဒေသပါသောနာယကကြီးခင်ဗျာဘာသာရေးနဲ့ယဉ်ကျေးမှုဆိုင်ရာအဆောက်အုံတွေဆေးရုံတွေစာသင်ခန်းတွေကိုပြစ်မှတ်ထားဘုံကျဲတိုက်ခိုက်နေမှုများကိုကျူးလွန်နေတဲ့အကြမ်းဖက်စစ်အုပ်စုကကျင်းပပြုလုပ်ပေးမဲ့ရွေးကောက်ပွဲဆိုတာဟာလွတ်လပ်ပြီးတရားမျှတမှုရှိလာနိုင်မှာမဟုတ်ဘဲစစ်အုပ်စုကသာတိုင်းပြည်အာဏာကိုဆက်လက်ထိန်းချုပ်နိုင်ရေးအတွက်ကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲတစ်ခုသာဖြစ်ပါလိမ့်မယ်။ဒီအတူရောင်ရွေးကောက်ပွဲဟာမြန်မာပြည်သူများခံစားနေရတဲ့စစ်ဘေးဒုက္ခများကိုရောပါမသွားနိုင်တဲ့အပြင်ဒေသတွင်တည်ငြိမ်ရေးများရရှိလာဖို့ဆိုတာလည်းမဖြစ်နိုင်ပါဘူး။လွတ်လပ်ပြီးတရားမျှတမှုရှိခဲ့တဲ့2020ခုနှစ်ကကျင်းပခဲ့တဲ့ရွေးကောက်ပွဲရဲ့အခင်းအကျင်းအခြေအနေများနဲ့လည်းများစွာကွာခြားမှုရှိနေတာတွေကိုနိုင်ရှင်ကြည့်ရင်သိနိုင်ပါတယ်ဆိုတဲ့အကြောင်းတွေကိုအမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်နိုင်ငံတကာတို့စင်ဆက်မပြတ်ဒလဆက်ပြောဆိုပေးကြဖို့ဒီနေရာကတိုက်တွန်းလိုပါတယ်။